ကျွန်တော်ရဲ့ coach ကျွန်တော်ကိုပြောတဲ့စကားလေးတစ်ခုကတော့ကျွန်တော်တို့အရင်သင်ခန်းစာရတယ်ပေါ့နော်လောကမှာမင်းလုံနေတဲ့အရာတွေမင်းအများကြီးတော့ရှိမှာပေါ့နော်ဒီ MMA လုံနေတယ်ဆိုတော့လည်းမင်းဘဝတစ်ခုလုံးရဲ့တင်းငယ်တဲ့အစိတ်ပိုင်းတစ်ခုလေးပဲပေါ့နော်ဆိုတော့လက်ရှိဒီအချိန်မှာမင်းဒါတွေလုံနေတယ်ဒီအရာတွေကိုမင်းတင်ယူနေတယ်စူးစမ်းနေဟုတ်ပြီမင်းဒါကိုဒီအချိန်လေးမှာမင်းအရက်ဘယ်လိုပြောမလဲ enjoy ဖြစ်လိုက်ပေါ့နော်ဒီ moment တွေကိုလုံနေတဲ့အချိန်အတွင်းမှာမင်းအကောင်းဆုံးမင်းလုပ်ပါပြီးရင်မင်းဒါကိုမင်းဒီအမတ်တရားလေးတွေကိုမင်းဘဝအတွက်ယူသွားပါပေါ့နော်မင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကိုကျွန်တော်မ run ပြတာအခုဆိုရင်လာနည်းနည်းတော့ရှိသွားပြီပေါ့နော်ကျွန်တော်ဒီအိမ်ပြောင်းရွှေ့လေးတွေနဲ့ဒီအလုပ်လေးတွေနည်းနည်းများနေလို့ကျွန်တော်ဒီ personal account လေးကိုကျွန်တော်တိတ်ပြီးတော့ active မဖြစ်ဘူးပေါ့နော်ဆိုလိုပေမဲ့အခုတော့ကျွန်တော်ပြန်ပြီးတော့ဒီ channel page ကိုပြန်ပြီးတော့နည်းနည်း run မယ်ပေါ့နော်အလုပ်လေးလည်းနည်းနည်းအားလာပြီဒါမှကျွန်တော်အချိန်လေးလည်းနည်းနည်းရလာပြီဆိုတော့ကျွန်တော်လည်းဒီlifestyle and ဒီ daily ဘဝတွေမှာကျွန်တော်ဘာတွေလုပ်နေတယ်ကျွန်တော်ဝါသနာပါတဲ့အရာလေးတွေကျွန်တော်တည်သက်နားလည်တဲ့လောက်အရာလေးတွေကိုကျွန်တော် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော်ဘာကို sharing လုပ်ပေးချင်တာလဲဆိုရင်တော့ကျွန်တော်ရဲ့ဒီလွန်ခဲ့တဲ့လအနေငယ်ပါเนาะဒီလွန်ခဲ့တဲ့လလောက်ကရှင်ပြိုင်ထားတဲ့ဒီပထမဆုံးကျွန်တော်ရဲ့ဘဝမှာဒီရှင်ပြိုင်ထားတဲ့ဒီမွေးချိုင်းပြန်ပွဲတစ်ခုအကြောင်းကိုကျွန်တော်ဝေမျှပေးချင်တာပေါ့เนาะဆိုတော့ okay ကျွန်တော်ရဲ့ဒီပြန်ပွဲလေးကိုဆက်ပြီးတော့တွားကြည့်အောင် okay ပထမဆုံးဒါကျွန်တော်ရဲ့ fighting ပွဲပဲပေါ့နော်ကျွန်တော် first round မှာနော်ဒီ first round သူကတော့ဒီနီးစီကံလေးတွေတော့ရှိတယ်ကျွန်တော်တို့လည်း professional fights မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီ gear တွေဝတ်ပြီးတော့ကျွန်တော်တို့ပြိုင်နေပေါ့နော်ဆိုတော့ rules တွေကနည်းနည်းလေးတော့ကျွန်တော်ပြောပြမယ်ဘာတွေရှိလဲဆိုတော့ကျွန်တော်ဒီ knockout လုပ်လို့မရဘူးဆိုတော့ကျွန်တော်ဒီကစားသမားကိုအမောက်ပေါ့နော်ဘယ်မှမတိုင်းဝင်ပြီးကျုံးပြီးတော့ထိုးလိုက်ပြီးတော့မောက်မယ်အမောက်တိတ်လိုက်တယ်မြန်မာအခေါ်ပေါ်ဆိုတော့အမောက်တိတ်တယ်လို့ဆိုတော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့လုပ်လို့မရဘူးပေါ့နော်တကယ်ပြန်ပွဲမိမှာဆိုရင်တော့လုပ်လို့ရတယ်ပြီးကျွန်တော်ဒီတတောင်းတွေတုံးလို့မရဘူးပြီးရင်ဘာတွေရှိအောင်မလဲဒီကတော့အများမြင်တော့အဲ့ဒါလေးပေါ့နော်ပြီးတော့ non stop အဲ့လိုထိုးလို့မရဘူးဆိုလို့ကျွန်တော်တို့ကရန်ဖြစ်တယ်လို့မျိုးပေါ့နော်လမ်းဘေးမှာရန်ဖြစ်တယ်လို့မျိုးတစ်ချိန်လုံးထိုးနေရစီကမရှိဘဲနဲ့ထိုးနေရမျိုးမဟုတ်ဘဲနဲ့သူကဒီက technique ပုံမူတည်ပြီးတော့သူကအမှတ်ပေးတာပေါ့နော်ဟိုမှာဒီမွေးချိုင်းပြန်ပွဲမှာဆိုရင်ဟိုမှာသူကလက်တီအမှတ်ဘယ်လိုပေးလဲဆိုလက်တီတစ်ချက်ဆိုရင်တစ်မှတ်ခြေထောက်ကန်တာဆိုရင်နှစ်ချက်နှစ်မှတ်ပြီးရင်သူကဒီ take ဟိုပါနော် take down ခေါ်မှာဘယ်လိုခေါ်မလဲအတုံးလုံးလေးကျွန်တော်မေ့နေဒီတိုင်းswipe လုပ်လိုက်တယ်ဆိုရင်လဲပြန်ဘက်ကိုလဲအောင်လုပ်လိုက်နေဆိုရင်နံပါတ်အဲ့လိုမျိုးစရှိသဖြင့်အမှတ်လေးတွေပုံမူတည်ပြီးတော့ကိုယ့်ရဲ့ technique ဘယ်လောက်ရှိတယ်လဲ niche နဲ့ဘယ်လောက်ကောင်းတယ်လဲဆိုတဲ့ပုံမူတည်ပြီးအမှတ်ပေးရပါတော့โอเคโอเคဒါ first round မှာတော့ကျွန်တော်တို့ဒီပထမအချီ3မိနစ်ထိုးတာပေါ့နော်3မိနစ်ထိုးတဲ့အချိန်မှာဒီမှာဒီတစ်ချက်ကတော့သူကျွန်တော်ကိုဒီကလိုက်တာ low ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်ဒီ break time လေးခဏရတာပေါ့နော်ဆိုတော့ဒီပြန်ပွဲသွားထိုးတဲ့အချိန်မှာကျွန်တော်အနေနဲ့ပေါ့နော်ဒီလက်8ကိုဒီလက်အောက်မှာခံတဲ့ rap တွေရောအကုန်လုံးကျွန်တော်ရဲ့ gym ကနေပဲကျွန်တော်ငားရတာပေါ့နော်ဆိုတော့ကျွန်တော်မှမရှိရမှာကျွန်တော်မှရှိတဲ့ဟာဒီ14 ounce ဆိုတော့သူ့ရဲ့ဒီ weight ပေါ့နော်လက်အေးရဲ့ weight က14 ounce ကိုကျွန်တော်ဝယ်ထားမိတယ်ဒါပေမဲ့ဒီပြန်ပွဲမှာသူတို့16 ounce လက်အေးနဲ့ပဲထူရတာပေါ့နော်ဘာကွာသွားလဲဆိုတော့16 ounce ဆိုတာတကယ်သူတို့ဒီ beginner တွေအတွက်ပေါ့နော်အဲ့ဒီ legend တဲ့သူတွေအတွက်အန်ဒီရဲ့အနည်းဆုံးဆိုတော့လက်အိတ်ပုံစံမျိုးပေါ့နော်အထက်မှာပို့ပြီးတော့သူတို့အထက်ခံထားတဲ့ဒီခံထားတဲ့ layer တွေကပို့ပြီးတော့များတယ်အဲ့ဒီသိပဲပေါ့နော်တခြားပြန်ပွဲမှာတော့ဘယ်လိုလုပ်လဲတော့မသိဘူးခုဒီကျွန်တော်တို့ဒီမွေးချိုင်းဒီ first PMT လို့ခေါ်တော့ဒါတော့ points မွေးချိုင်းပေါ့နော်ဒီ Los Angeles မြို့မှာကျွန်တော်ပထမဆုံးပြိုင်တာပါโอเคဒါလည်းကျွန်တော်ရဲ့ coach ပေါ့ MMA coach ပေါ့နော်ဘေးမှာလည်းဒီမွေးချိုင်း coach တရားတော့မွေးချိုင်း coach လေးပါတာပေါ့နော်ဆိုတော့ကျွန်တော်ဒီ gym ကကျွန်တော်ရဲ့ member တွေကျွန်တော်ရဲ့တင်ငယ်ချင်းတွေကျွန်တော်ရဲ့နီးပြတွေကျွန်တော်ရဲ့ဒီ gym owner တွေအကုန်လုံးလာပြီးတော့ကျွန်တော်တို့အားပေးတာပေါ့နော်ကျွန်တော်ရဲ့ပြန် member ကပြန် gym ကပြန်တဲ့လူ2ယောက်ရှိရပေါ့နော်စုစုပေါင်းကျွန်တော်တို့3ယောက်
sorry 4ယောက်ကျွန်တော်နီးပြတယောက်လည်းပါတယ်ဆိုတော့4ယောက်ပေါ့နော်ပြိုင်ကြတာဆိုတော့ okay ဒါကတော့မွေထိုက် coach ကျွန်တော်ပြောနေပါတော့မင်းဘယ်လိုထိုးပါဘယ်လိုထိုးပါ okay second round စပြီပေါ့နော်ဆိုတော့ဒီ first round နဲ့ second round 3 minute ပေါ့နော်ထိုးပြီးကြားမှာ10 minute break နားတယ်သူရဲ့တင်ပွဲပုံစံပေါ့နော်အဲ့ဒါကျွန်တော်တို့ချနေရပါလဲဆိုတော့ကျွန်တော်ဒီပြိုင်ပွဲအတွက်ကျွန်တော်လေ့ကျင့်ထားတဲ့ဒီ technique တစ်ခုတော့ရှိတယ်ပေါ့နော်ကျွန်တော်နေပြကျွန်တော်ကိုသင်ပေးတာဆိုတော့မင်းဒါပဲလုပ်ပြိုင်ပွဲမှာဘိုင်လုပ်ဆိုသူကပြောဒါပေမဲ့တကယ်ပြိုင်ပွဲထဲလဲရောက်တော့ကျွန်တော်ကလည်းဒီအများကြီး training အတွေ့အကြုံလည်းမရexperience မရှိတာလည်းပါတယ်ဆိုတော့ပွဲမှာကျွန်တော်ထိုးတာကြောင်းပြန်နေဖြစ်နေဆိုလိုချင်တာလေကျွန်တော်လေ့ကျင့်ထားတဲ့အတိုင်းကျွန်တော်တကွာမှမထိုးမိပဲနဲ့ကျွန်တော်ထိုးခြင်းသလိုလားကျွန်တော်ထိုးလိုက်ပြီပေါ့နော်ဒါကတော့ကျွန်တော် first time အတွေ့အကြုံပဲပေါ့နော် okay ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်သုံးမိတဲ့ combo တွေက okay jab ရယ် cross ရယ်ပြီးဒီ right kick ရှိပဲပြီး cross ပြန်သွားပါတော့1 2 kick 2ဆိုတဲ့ပုံစံမျိုးကျွန်တော်ကတော့ဒါကျွန်တော် combo ဖြစ်သွားတာဒီကြည့်ပေါ့နော်ဥမာဒီပြန်ပွဲတစ်ခုလုံးမှာဆိုရင်ကျွန်တော်သုံးတဲ့ combo ကဒါပဲရှိတယ် okay ဒီမှာတော့ကျွန်တော် clean start လုပ်တယ်တခုရှိတာကျွန်တော်ဒီ technique ဘိုင်းနေမဟုတ်ဘဲနဲ့ဒီ body ဘိုင်းမှာလည်းကျွန်တော်အများကြီးလေ့ကျင့်ရတယ်ပေါ့နော်သူရဲ့ stamina ဘိုင်းဆိုင်ရာတွေမှာလည်းကျွန်တော်ဒီ strength and conditioning ဘိုင်းဆိုင်ရာတွေမှာလည်းကျွန်တော်အများကြီးလေ့ကျင့်ရတယ်ဒီ3 minutes ဆိုပေမဲ့လေတကယ်ပွဲမှာသွားသူကအကြာကြီးလို့ခံစားရပါတော့ကျွန်တော်တို့အရင်မောတယ်ပေါ့နော်ဒါတော့ကျွန်တော်ဆိုရင်ဒီ gym တွေလည်းဆော့တယ်ဒီအပြေးတွေလည်းကျွန်တော်လုပ်တယ်ကျန်တဲ့အချိန်မှာကျွန်တော် active ကျွန်တော်နေရပေါ့နော်ဒါတော့ဒီပြန်ပွဲအတွက်ကိုကျွန်တော်လေ့ကျင့်ထားတာမှာတော့မောတယ်လို့ပြောရမှာပေါ့နော်ဘယ်အားဆောင်မှဒီလောက်မောတာမျိုးတော့ကျွန်တော်မကြုံဘူးပေါ့နော်ကျွန်တော်ဒီဘောလုံးတွေလည်းကန်ဘူးတယ်ကားတွေလည်းလုပ်ဘူးတယ်ဒါပေမဲ့ဒီ mix martial arts ကတော့အမောဆုံးလို့တော့ပြောရမှာပေါ့နော်Okay round 2ကတော့ကျွန်တော်ဒီမှာပြီးသွားပြီဆိုပုံမှန်ဆိုတော့ဒီက round 1နဲ့ round 2ပြီးရင်ဒီမှာအမတ်များတဲ့သူပေါ်နိုင်မယ် Okay ဒီမှာဘာဖြစ်သွားလဲဆိုတော့ round 1နဲ့ round 2ကျွန်တော်တို့မှာတီးကြတော့တယ်တီးကြဆိုတော့အခုကျွန်တော်တို့ဒီထပ်ပြီးတော့ပေါ့နော် round 3ဆိုတဲ့ final round တစ်ခုကိုထိုးခိုင်းတာကျွန်တော်ရဲ့ပွဲရဒီလိုဖြစ်သွားတာပေါ့နော်ဆိုတော့မိတ်ဆွေစဉ်းစားကြည့် round 2ရင်တော့ကျွန်တော်ဒီလောက်မောနေ round 3ဆက်ပြီးတော့ထိုးတယ်ဆိုတော့အသေးမောတာပေါ့နော်အဲ့ကျွန်တော်ရဲ့ပထမဆုံးပွဲထွက်ကတော့အတွေ့အကြုံလေးတွေကတော့အမရစရာလေးတော့ဖြစ်ခဲ့ရပေါ့ကျွန်တော်နီးပြတော့ဘေးကနေအော်နေပေါ့နော်ဆွမ်းလက်မဆိုတော့လောက်မောတော့မိတ်ဆွေတို့ပဲကြည့်လိုက်ပါတော့ကျွန်တော်သူများထိုးဖို့နေတယ်ကို defense လုပ်ဖို့ကာကွယ်ဖို့တော့လကအနိုင်ဖြစ်နေပေါ့နော်ဆိုတော့ဒီနေရာမှာ okay ကျွန်တော်ရဲ့ technique ဘိုင်းကိုကျွန်တော်ပြန်ပြီးတော့သုံးသက်ကြည့်တယ်ဆိုရင်ကျွန်တော်ဘာတွေလုပ်လဲအဓိကတော့ဒီ spacing ဘိုင်းနဲ့ကျွန်တော်ယူရတဲ့ mats တွေကိုကျွန်တော်အဓိကနေရာယူပြီးတော့ကျွန်တော်ထိုးတယ်ပြီးကျွန်တော်ရဲ့ဒီ combo 1 2ပေါ့နော်အဓိကကျွန်တော်ဒီ right ကျွန်တော်ညာဘက်လက်ပေါ့နော်ဒီ cross ကိုကျွန်တော်များသုံးဖြစ်တယ် training မှာတော့ကျွန်တော်ရဲ့နဲ့ training partner တွေကတော့ကျွန်တော်ထပ်ပို့ပြီးတော့တွေ့ကြုံရှိတယ်သူတို့နဲ့လေ့ကျင့်တော့ဆိုရင်အဲ့လောက်မထိဘူးဒါပေမဲ့အပွဲမှာတကယ်ရောထိုးရောအချိန်မှချိန်ပေါင်းများဆိုကျွန်တော်ထိုးရတယ်ပေါ့နော်သူများကိုအဲ့မှာဒါကျွန်တော်တွေးမိတယ်ဟာဒါကကျွန်တော်လက်အိတ်တွေအများကြီးခံတာတော့တကယ် MMA ပွဲလိုမျိုးလက်အိတ်တိတိလေးပါတဲ့ပွဲမျိုးမှာထိုးရင်တော့ဒါလုံးဝ knockout ဖြစ်မဲ့ knockout ဖြစ်အောင်ကိုထိုးလို့ရတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒီ kick ဆိုတာလည်းဒီမှာကျွန်တော်ကန်တယ်ဒါကျွန်တော်တစ်ခါမှ train ထားဘူးကလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်ရဲ့ power တွေကဘယ်ကလာလဲဆိုတော့ကျွန်တော်ဒီဘောလုံးကန်တဲ့ထဲကနေပဲကျွန်တော်လာတယ်လို့ပဲကျွန်တော်တို့ကိုထင်တယ်ပေါ့နော်ဆိုတော့တစ်ခါမှလည်းကျွန်တော်တီးတန် train ဘူးကလည်းမဟုတ်ဘူးအဲ့ဒီပြန်ပွဲကြမှာအဲ့ဒီဟာတွေကသူ့ကိုယ်သူ automatic ထွက်လာတာပေါ့နော်ဆိုတော့အဲ့ဒါလက်တော့မမနိုင်တော့ဘောနော်ထူတာသူများကိုကာကွယ်ဖို့တော့လက်မမနိုင်တော့သူများထူဖို့ကတော့မပြောနဲ့တော့ကျွန်တော်နီးပြတယ်တော့ဘေးနားနဲ့ on နေတယ်ဆိုလက်မသာရရတယ်ပေါ့နော်โอเคဒီပွဲထိုးနေလဲ
တော်ပြီကွာငါရှုပ်ပြီးတော့မကွာဆိုပြီးတော့ငါရှုပ်ပြီးတော့မကွာဆိုပြီးတော့စိတ်တွေလည်းကျွန်တော်ခဏခဏတော့ဖြစ်ခဲ့တာပေါ့နော်ဒီပွဲထုံးနေတန်လန်းနေပဲအဲ့ဒါမဲ့ကွာရုပ်တရက်ကြီးရက်ပြီးတော့လည်းရှုံးပြီးလိုက်တာမျိုးကလည်းမလုပ်ချင်ဘူးပေါ့နော်ဆိုတော့နိုင်နေရှုံမောကွာဆိုပြီးတော့ပြီးခံပြီးတော့ဒီမှာဆက်ပြီးတော့ရှင်းပြတာပေါ့နော်round လည်းပြီးတော့အတင်းမောပါပေါ့နော်အမေမရဒီပထမဆုံးပြန်ဝင်มาတော့ကျွန်တော်အနိုင်ရခဲ့တယ်ပေါ့နော်ကျွန်တော်နဲ့ဒီရှင်ပြိုင်နဲ့ကျွန်တော်ရဲ့ဒီ opponent ပေါ့နော်ကျွန်တော်ပြိုင်ဘက်ကလည်းတော်လေးကိုတော့သူလည်းကျွန်တော်ထပ်တော့ပွဲတွေ့ကြုံတော့ပုံများတယ်ပေါ့နော်သူကတော့3ပွဲထိုးတာ2ပွဲနိုင်1ပွဲရှုံးရလက်နဲ့သူကတော့ပြိုင်တာပေါ့နော်ကျွန်တော်ကတော့0-0 record နဲ့စပြန်နေကျွန်တော်တို့ထိုးတဲ့ weight ကတော့150နှစ်ပေါ့နော်150ပေါင် weight မှာကျွန်တော်တို့ထိုးတာပါ okay နောက်ဗီဒီယိုလေးလဲကျွန်တော်ဆက်ပြီးတော့ပြောမယ်ပေါ့နော်အခုဒီရက်ပိုင်းအောင်တော့ကျွန်တော်ဒါမျိုးpodcast လေးတွေကျွန်တော်လုပ်နေတဲ့ကျွန်တော်ရဲ့ live နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တဲ့ဟာလေးတွေကိုကျွန်တော်ဒီ podcast လိုမျိုးလေးလုပ်ပြီးကျွန်တော်ပြောမှာပါအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်